ဒါကတော့ရှေးခေတ်တရုတ်ရိုးရကျမ်းမာရေးနည်းလမ်းလေးတစ်ခုပါဗီဒီယိုလေးကို save ထားပြီးစမ်းလုပ်ကြည့်လိုက်နော်နံပါတ်1ပထမဆုံးပိုင်းမှာအနှိမ့်စီလေးအရင်လိမ့်မိပါရင်ဘတ်အောက်တက်တဲ့ကနေစီးစက်အယိုးထိဖိပြီးဆွဲချပေးပါခက်နာနာလေး21ကြိမ်ဖိဆွဲပေးရပါမယ်ဒါကခန္ဓာကိုယ်အလေပိုင်းလီးလံနေရာတွေကိုတက်တာစေနိုင်ပါတယ်ပြီးရင်ရင်ဘတ်အောက်ကနေစီးစက်အထိစက်ဝိုင်းပုံစံပို့ဝိုင်းပြီးနှိမ့်ဆင်းသွားပါပြီးတာနဲ့စီးစက်ကနေရင်ဘတ်အောက်ကိုစက်ဝိုင်းပုံစံပြန်နှိပ်ပြီးတက်လာပါ21ကြိမ်ထပ်လုပ်ပေးပါခါပြီးနှစ်ဖက်ကိုကင်ပြီးဖြည်းဖြည်းချင်းအပေါ်ကိုပင့်တင်လိုက်ပြန်လွတ်လိုက်လုပ်ပေးပါဒါလည်း21ကြိမ်လုပ်ပြီးရပါမယ်တလားလောက်ဆန်းလို့ကြည့်ပြီးခန္ဓာကိုယ်မှာဘလူပြောင်းလဲလာလဲဆိုတာစောင့်ကြည့်လိုက်ပါနံပါတ်2ခါလေးပို့ပြီးသေးသွေးကြည့်လစ်သွားခြင်းသလားချက်ပေါ်မှာလက်နှစ်ဖက်ကိုတင်ပြီးအထက်အောက်အကျိန်20ပုတ်ဆွဲပေးပါရင်ဘတ်အောက်မှာလက်နှစ်ဖက်ကိုတင်ပြီးအောက်ဖက်ကိုအကျိန်20ဖိဆွဲချပါနိုင်ရိုးတစ်ချက်မှာလက်နှစ်ဖက်ကိုထားပြီးအောက်ဖက်ကိုအကျိန်20ဖိဆွဲချပါတလားတီတီပုံမှန်လုပ်ပေးပြီးဘလူထူးခြားလာလဲဆိုတာရှင်းကြည့်လိုက်ပါနံပါတ်3နားရွယ်နောက်ကဒီနေရာလေးကိုလူ69ရာခိုင်နှုန်းကသတိမထားမိကြပါဘူးခေါင်းလေးလေးနေတယ်ဆိုရင်ဒီနေရာလေးကိုဖိပေးပါလက်နှစ်ဖက်နဲ့ဘဲညာပြောင်းပြီးနှိပ်ပေးပါပြီးရင်ကိုယ်တိုင်ဘလူနေလဲဆိုတာစမ်းကြည့်လိုက်ပါနံပါတ်4အစာစားပြီးတိုင်းဘိုက်တွေလေးပြီးအီနေတတ်တယ်ဆိုရင်ဒါလေးကိုကြည့်လိုက်ပါလက်ချောင်းစစ်လေးတွေရဲ့အရေးချောင်းနေရာလေးတွေကိုဖိပေးပါတနေရာကို10မိနစ်စီဖိထားပေးပါပြီးရင်လက်ကောက်ဝက်ကအရေးချောင်းနေရာကို3မိနစ်လောက်ဖိထားပေးပါလက်နှစ်ဖက်စလုံးကိုဘဲညာပြောင်းပြီးလုပ်ပေးပါနှစ်ပတ်လောက်စမ်းလုပ်ကြည့်ပြီးရင်ဘလူထူးခြားလာလဲဆိုတာစစ်ဆေးကြည့်ပါနံပါတ်5ဒီအမှတ်လေးကိုမှတ်ထားနော်တချို့ကတော့ဒါကိုခန္ဓာကိုယ်အတွက်လက်ဆောင်ပေးတဲ့နေရာလေးလို့တင်စားကြပါတယ်နေ့တိုင်းတစ်ဖက်ကိုအချိန်30စီနှိပ်ပေးပါအချိန်အတိုင်းတာတစ်ခုထိဆက်လုပ်ကြည့်ပြီးရင်ပခုံးတွေမှာဘလူအပြောင်းလဲတွေဖြစ်လာလဲဆိုတာစောင့်ကြည့်လိုက်ပါကဲဗီဒီယိုကအကျိုးရှိတယ်ဆိုရင်ကိုယ့်တို့ရေးသွားပါဦးနော်